Premier League ရဲ့အရသာအဆင့်ကိုမြည်ဆန်းရတော့မယ့် Sunny Lesman အားလုံးပဲမင်္ဂလာပါများဘောလုံး Star Channel ကနေပြန်လည်ကြိုလိုက်ပါတယ်။ Manchester United ဟာနေရာဒီမှာတော့ကအကျိုးရှိတဲ့ခေါ်ယူမှုတွေပြုလုပ်နိုင်ခဲ့ပါတယ်။ကိုမို့ခေါင်တဲ့တိုင်းဆင်အတွက်အသစ်ဆက်တိုင်းဆင်အတွက်တစ်ခုကိုဖန်တီးနိုင်ခဲ့ပြီးတဲ့နောက် Emery ကအသင်းရဲ့အဓိကအကျဆုံးအားနည်းချက်တစ်ခုကိုပြုပြင်ခဲ့ပါတယ်။ United ဟာပထမဦးစားပေးကိုသမား Andre Onana ကိုပြစ်ပယ်ပြီးနောက်မှာ Ryan Edwards ကနေအသက်23နှစ်အရွယ်ကိုသမားလေး Sunny Lesman ကိုအပြောင်းရွှေ့နောက်ဆုံးရက်မှာခေါ်ယူလိုက်ပါတယ်။ Lesman ကလည်းသူ့ဘာကြောင့် United ရဲ့နံပါတ်1ဖြစ်တဲ့လဲဆိုတာကိုသက်သေပြနိုင်ခဲ့ပါတယ်။ Emery ကရာသီစာပိုင်းပွဲစဉ်တွေမှာ Lesman ကိုသုံးမပြုပဲအရန်ကိုသမား Ange Barrenda နဲ့ပဲရှေ့ဆက်လုံးနေခဲ့တာကြောင့်ဝေဖန်မှုတွေအများကြီးခံရပါသေးတယ်။ United ရဲ့ရလက်တွေကလည်းစိုးတဲ့ဆိုးလာတဲ့အခါမှာတော့ Emery လည်းဘေးနောက်ဖောင်ပြရင် Lesman ကိုခွင့်ရေးပေးလိုက်ပါတယ်။ Lesman ကပြီးခဲ့တဲ့ဆန်လက်နဲ့ပွဲစဉ်မှာ United အတွက်ပွဲထွက်ကစားပေးခဲ့ပြီးအကောင်းဆုံး Lesman ကိုပြသနိုင်ခဲ့ပါတယ်။ကျောင်းတဲ့ရဲ့စူးစမ်းမှုတိုင်းကို Lesman များကာကွယ်ခဲ့တဲ့ Lesman ကြောင့် United လည်းဒီဟာဒီပထမဆုံး clean sheet ရရှိသွားခဲ့ပါတယ်။ United ကဒီတစ်ပတ်မှာလီဗာပူးကိုရင်ဆိုင်ဖို့နာမည်ကျော် FA ကွင်းကြီးကိုတွားရောက်ရှင်မြန်ရတော့မှာပါ။ကစားမတင်လေ Lesman အတွက် FA ဟာ Premier League ရဲ့အရသာအဆင့်ကိုမြည်ဆန်းကြည့်ရမယ့်နေရာလည်းဖြစ်ပါတယ်။ Emery ကလည်း Lesman ကိုလည်းဆက်လက်ပွဲထွက်စေမယ်လို့ပြောထားတာကြောင့်ဒီပွဲဟာလူငယ်လေးအတွက်သူ့ကိုယ်သူတက်တည်ပြဖို့ပွဲတစ်ပွဲဖြစ်လာမှာလည်းဖြစ်ပါတယ်။လီဗာပူးကနောက်ဆုံး3ပွဲဆက်တိုက်ရှုံးနေထားတာကြောင့်ဒီပွဲမှာပေါက်ကွဲအားပြင်းပြင်းနဲ့ထွက်လာပါမှာ။ဒါကိုကြံ့ကြံ့ခံထားပြီး United အတွက် Lesman ကသွေးကောင်းကြောင်ဖြစ်လာမလားဆိုတာဆက်လက်စောင့်ကြည့်ရပါမယ်။ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်။